ပကြီးကားတဲ့ကခလင်းကလေးကအပြင်ကတကယ်မီးတောင်နေတဲ့ထင်းချောင်းလေးနေနဲ့နှွေးထွေးမှုကိုယူနေတယ်လို့တကယ်ဂျိုးတစ်ချောင်းကိုဆွဲပြီးခိုတွဲနေတယ်လို့မျိုးဖန်တီးချတာတွေကပကြီးဆရာရဲ့ညံကွက်မြူးမှုကိုအထင်အရှားမြင်တွေ့ရပါတယ်မှန်သားပြင်ကိုတကယ်ခွဲလိုက်တယ်လို့မျိုးဒါမှမဟုတ်ငားများတဲ့ကနေတကယ်ငားများကြီးကလေးထွက်လာတာမျိုးတွေကကြီးရှုသူကိုအံ့အားသင့်စေပြီးပကြီးကားနဲ့လက်တွေလောကကိုတသားတည်းဖြစ်သွားစေပါတယ်ဒီလိုမျိုးအသေးစိတ်ကအစစိတ်ကူးစိတ်တန်းကောင်းကောင်းနဲ့ဖန်တီးနိုင်တဲ့ပညာရှင်ရဲ့လက်ရာတွေကိုတကယ်ပဲလေးစားမိပါတယ်ဘောင်ထဲကနေယုံထွက်ပြီးအမှုပညာကိုအသက်သွင်းလိုက်တဲ့ဒီဗီဒီယိုလေးကတော့လူတိုင်းကြည့်သိတဲ့ထူးခြားတဲ့အမှုပညာလက်ရာတစ်ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတာနဲ့အမှုပညာဆိုတာဘောင်ခတ်ထားလို့မရဘူးဆိုတာကိုတခါတည်းလက်ခံသွားလိမ့်မယ်။တာမန်ပကြီးကားတစ်ခက်ထက်ပိုတဲ့အသက်ဝင်လှုပ်ရှားနေတဲ့ဖန်တီးမှုတွေကိုမြင်ရတာတကယ်ကိုရင်သက်ရှုမောစရာပဲ။